ဟောင်းပေါ်နဲ့ပြောတဲ့ပုဂ္ဂိုလ်ကပညာမရှိလို့ပြောတာလို့ပြောအောင်နော်ပညာရှိဆိုတာစီကြီးနဲ့လားသရံတူတယ်စီဆိုတာချိတ်ထားအကြီးရှိတော့ရှိတယ်တီးတဲ့လူမရှိမမြင်ဘူးမမြည်ဘူးသူကတီးမှမြည်တယ်ဆိုပညာရှိကလည်းမေကုန်းမေးမှဖြေတယ်ကျန်တဲ့အချိန်မှာတိတ်ဆိတ် noble silence ဒါကြောင့်မို့မြတ်စွာဘုရားကိုအထင်လွဲခံရတယ်အပြစ်ပြောကြတယ်ဘာသာကြားတွေကမြတ်စွာဘုရားကတခြားအချိန်မှဆိုရင်တောထဲမှာတိတ်တိတ်ဆိတ်ဆိတ်တပါးနဲ့နေတာဗျာတပါးနဲ့နေတာဗျာလူတွေနဲ့ရောရောနှောနှောမနေဘူးတန်ဃာတွေနဲ့လည်းရောရောနှောနှောမနေဘူးတန်ဃာတွေနဲ့တွေ့ရင်တရားပဲဟောတယ်စကားတပြောပြောနဲ့အချိန်ဖြုံးတာမရှိဘူးဘုန်းကြီးတို့တာမန်ပုဂ္ဂိုလ်တွေကတော့တယောက်တည်းနေပြင်းတယ်အခုဆိုရင်ပို့ပြီးတော့ဆိုးတာပေါ့တယ်လီဖုန်းလေးကဆက်သေးတာတယောက်တည်းမနေတာတော့အဖေါ်ရှာခြင်းတာပေါ့မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးတယောက်တည်းနေတာကိုပဲသဘောကျတယောက်တည်းနေပြီးတော့တရားနှလုံးသွင်းတယ်တယောက်တည်းနေခြင်းရဲ့အကျိုးကျေးဇူးကဘာတော့ဆိုအသိပညာကျွယ်ဝလာနိုင်တယ်တယောက်တည်းပြီးနေပြီးအလုံးလုံးတာအသိပညာကျွယ်ဝစဉ်းစားနိုင်တယ်တွေးခေါ်နိုင်တယ်တယောက်တည်းနေထိုင်ခြင်းအဖြစ်တိတ်ဆိတ်ငြိမ်သက်မှုကခြေပြုတ်ပြီးတော့ထူးခြားတဲ့အသည့်တွေရလာတယ်တယောက်တည်းနေပြီးအိတ်နေတော့မရဘူးပေါ့နော်တယောက်တည်းနေပြီးတန်ဖိုးရှိတဲ့အလုပ်လုံးနေဖို့တော့ရေးကြည့်တာပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့လိုသွန်သင်ထားတာသူကိုယ်တိုင်လည်းပဲအဲ့လိုတောထဲမှာနေတော့ဘာသာကြားတွေကဘာပြောတော့ဆိုယဟန်ဂေါရမပညာကတဲ့သူ့ရဲ့ပညာဆိုတာတဲ့ဒီဘာမှမရှိတဲ့တောထဲမှာပျောက်သွားပါပြီတဲ့ဘယ်သူတည်းမှမဆွေးနွေးဘူးပေါ့သူပညာလည်းကတောထဲမှာပျောက်တိတ်ဆိတ်တဲ့နေရာမှာရောက်ပြီသူပညာဘာမှမသိသူကလူကြားတဲ့မဝင်ရဲပါဘူးနဲ့အဲ့လိုပြောတယ်မြတ်စွာဘုရားဟောအဲ့ဒါလူကြားတဲ့မဝင်ရဲဘူးတဲ့အဲ့လိုတောထဲမှာတိတ်တိတ်ဆိတ်ဆိတ်နေတဲ့အကျင့်ကိုအဲ့ဒါလူကြားထဲမှာစကားမပြောရဲဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကမြတ်စွာဘုရားအပြစ်ပြောကြတယ်သူကလူကြားထဲမှာအာပေါင်းအာရင်တန်တန်နဲ့ပြောမှသူကပညာရှိထင်တာဟိုဟဲ့ခေတ်ကနေခေတ်လည်းဒီတိုင်းပဲနေမှာပဲစောစောနဲ့ပြောတဲ့လူခေါင်းဆောင်တင်ဆန္ဒပြရင်လည်းအဲ့လိုလူကခေါင်းဆောင်တက်လို့ပြီးတော့ဖမ်းခံရတဲ့အခါသူကလစ်သွားကျန်တဲ့လူတွေကျန်ရတယ်စောလှုပ်တဲ့လူကခေါင်းဆောင်မှမဟုတ်တာတောင်းမယူဘူးလေသူကသူဘာတောင်းမှမယူဘာပလန်မှလည်းမရှိဘူးမိုက်ဆွဲပြီးတော့အတန်ဟစ်တာပဲရှိတယ်တကယ်အရေးကြတော့သူဆုံးဖြတ်နိုင်တာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားအဲ့လိုပဲဒါမျိုးမလုပ်ဘူးလူကြားထဲမှာဟောင်းပေါင်းမပြောဘူးစောမပြောဘူးတန်ဃာတွေကြားထဲမှာလည်းမပြောဘူးမြတ်စွာဘုရားတိတ်ဆိတ်ငြိမ်သက်စွာနေတယ်ပြောသင်ပြောလိုက်တာကိုသေချာပြောတယ်တေးကြအဲ့တော့ခုနဟောင်းပြောတာကိုတန်ဖတ်ပလပါလို့ပြောတာပဲတန်ဖတ်ပလပါဆိုတာအကျိုးစီးပွားကိုပျက်စီးစေတဲ့စကားဆိုတာတောင်းစင်ရေမရဆိုတဲ့စကားမျိုးတွေပေါ့နော်ဘာမှအကျိုးမရှိတဲ့စကားတွေလို့ဆိုလို့သူကတန်ဖတ်ပလပါရဲ့အဓိပ္ပာယ်ကတန်ဟိတဒုက္ခပလတိဝိနာသေတိတိပလတိဝိနာသေတိတိတန်ဖတ်ပလပေါ်တယ်လူတွေမှာတန်ဖိုးရှိတဲ့ဟိတနဲ့ဒုက္ခကိုဖြည့်ဆည်းတတ်တဲ့စကားမျိုးတဲ့ဟိတဆိုတာအကျိုးရှိကြောင်းနိလန်းတွေကဟိတကြောင့်ရလာတာဟာဒုက္ခတို့ဟိတနဲ့ဒုက္ခဆိုတာတွဲနေတာဟိတကအကြောင်းတရားဒုက္ခအကျိုးတရားစာဖတ်မှဘောဓုတရတယ်စာဖတ်ခြင်းသည်ဟိတဘောဓုတကြွယ်ဝခြင်းသည်ဒုက္ခဒီလိုဆိုလို့ရတယ်သူကအကြောင်းနဲ့အကျိုးသွားတာအလိုကြိုးစားခြင်းသည်ဟိတငွေပြပြရခြင်းသည်ဒုက္ခလို့ဆိုလို့ရနော်စာကြိုးစားခြင်းသည်ဟိတ
ပညာတတ်လို့အလုပ်ကောင်းကောင်းရခြင်းဒီဒုက္ခဟိတဒုက္ခဟိတလုံးမှဒုက္ခကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ဟိတမရှိဘဲနဲ့ဒုက္ခမရှိရအောင်ဒုက္ခဆိုတာတရားယူလို့မရဘူးလို့သူတို့ပြောတာလောကလူတွေကဟိတပဲလုပ်လို့ရတယ်ဒုက္ခဆိုတာဟိတကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရား result ကိုခေါ်တာ result ဆိုတာလုပ်ယူရမှာမဟုတ်တာလေကျမ်းမာရေးဆိုတဲ့ result ယောဂရနေလို့ကျမ်းမာဖြစ်နေတာဖြစ်နေတယ်ဆိုရင်စိတ်တော့စိတ်မှန်တောက်တာတို့ကျမ်းမာရေးလိုက်စားတာတို့ဟာဟိတကျမ်းမာသွားတာじゃဒုက္ခကျမ်းမာသွားတယ်ဆိုတဲ့အဆင့်ဟာဟိတကိုအကြောင်းပြုပြီးရတာလေဒါကြောင့်အကြောင်းနဲ့အကျိုးလို့မှတ်တာဟိတဆိုတာဗမာတွေကတော့ဟိတဆိုတာအကျိုးစီးပွားဒုက္ခဆိုတာချမ်းသာလို့ဘာသာပြန်လေးရှိတယ်ပေါ့ဟိတဆိုတာချမ်းသာကိုဖြစ်ပေါ်စေတဲ့အကြောင်းတရား good condition ပေါ့အခြေအနေကောင်းနေလှုပ်ဆောင်နေတဲ့ good condition တွေဟိတ happiness ကဒုက္ခဒီလိုဆိုမှာပေါ့နော် condition နဲ့ happiness အဲ့တော့ကွဲပြားချမ်းသာအောင်သိဖို့လိုတယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားကတိတ်ဆိတ်ငြိမ်သက်စွာဒီလိုနေလေးထိုင်လေးရှိတယ်